ကရန်ခွဲပြီးသားကိုမှတက်တန်းတစ်လေလိုချင်တဲ့မိတ်ဆွေများအတွက်ရေခွက်လွတ်အယောင်လေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျဲသွားလာရလွယ်ကူပြီးရက်ွက်တန်းလေးပါပေအကျယ်ဝင်းကတော့ပေ20-60ဖြစ်ပြီးမြေခွက်လွတ်ကိုမှအနောက်လှည့်လေးပါစာရွက်စာတမ်းအနေနဲ့ကတော့ခရမ်းမြေတက်တန်းတစ်ကိုမှကခလေးလေးခွဲထားပါတယ်နေရာလေးကတော့68လမ်း116လမ်းအနီးကျွဲဆယ်ကန်ဖရိမဲဖြစ်ပါတယ်မိတ်ဆွေများအတွက်ဈေးနှုန်းလေးကတော့3000ညီနိုင်ပါခရမ်းမြေတက်တန်းတစ်ကိုမှပေ20-60ရှာနေသောမိတ်ဆွေများအတွက်ကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးခြင်းတာကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စေတနာပါ